Hello အားလုံးမင်္ဂလာပါရှင်မလက်ဆောင်တစ်ခုကဒီဟာဘောက်လေးအမလေးအင်းဒါဝယ်မယ်ပေါ့နော်ဆန်စုပြီးတော့ဝယ်မယ်လို့ကျမဟိုတည်းကအမမွေနေမှာလေသွားတော့သူတချင်းဆိုတာတွေ့တော့ကိုယ်ကသဘောကျရတယ်အဲ့နဲ့ဟဲလို့ဒါလေးလို့ငါဝယ်ထောင်းမယ်ပေါ့ဝယ်စရာမလိုတော့လက်ဆောင်ရအောင်ကျေးဇူးရလေးတကယ်မထင်ထားပါဘူးလို့ပြင်းပြတချင်းဆိုရတာတအားသဘောကျတယ်အိမ်မလေးအိမ်မတချင်းရမ်းဆိုတယ်ကျမတဏီကိုမိုက်နဲ့တချင်းဆိုအဲ့လိုပွဲတွေဘာတွေကြရင်တော့တိတ်ယူဆက်မလို့ကိုအိမ်မကိုလာဆိုကျေးဇူးလေးကျေးဇူးများတင်ပါတယ်စောစောအယုတ်လေးလည်းရမ်းကြိုက်တယ်မိုက်လေးလည်းပါတယ်ဒါလေးရမ်းကောင်းတယ်နော်တကယ်ဟိုကလိုမျိုး speaker box တွေရမ်းကောင်းတယ် thank you ပါရှင်ဝယ်မလို့လောက်ထားတာလက်ဆောင်ရသွားပါတယ်ကျေးဇူးများကြီးတင်ပါတယ်သူကလေအင်းနဲ့တက်ကိုမှာတော့အတန်းကောင်းဆောင်ထူထူလောက်တာ EC ပေါ့နော်ဗာမြဲတဲ့အင်းနဲ့အဲ့လိုမျိုးတခုခိုင်းတယ်လည်းမနီးမနီအမြဲတမ်းလုပ်ပေးတယ်အဲ့လိုကူညီပေးတယ်အခုတော့သူလည်းသူ့ဘဝနဲ့သူအိမ်တောင်ကြသွားပြီပေါ့နော်သူကမထင်မဲ့ပဲနဲ့စတိုးဆိုင်မှာပစ္စည်းတော့ဝယ်နေတယ်သူ့အင်းမြလုံးဝမမတ်မိဘူးလုံးဝမမတ်မိသူကဟဲနေနေမလားဆိုပြီးအမှလာနှုတ်ဆက်တယ်နှုတ်ဆက်ရင်းနဲ့အမှတငယ်ချင်းတွေပြီးတော့ရှေ့ဖြစ်နောက်ဖြစ်တွေပြောကြရင်လည်းနောက်လာဆိုရင်နေ့မွေးနေ့ရောက်ပြီမလားတဲ့လက်ဆောင်ပြီးပေးပါမယ်ဆိုသူကဟိုပါဗောလာရှိုးသွားမှာတဲ့အဲ့တော့သူကြည့်ရတာလဲတော်တော်တော့အဆင်ပြေနေတဲ့ပုံပါပဲ BMW ကားကောင်းစားကြီးတွေနဲ့ဆိုတော့လေဆိုတော့ဒါလေးလက်ဆောင်ဝယ်သွားပြီးတယ်ကျေးဇူးရမ်းတင်ပါတယ်သူက email နဲ့လည်း friend မဖြစ်နေတော့ခါကျတော့ဒီဗီဒီယိုတော့သူကတွေ့မှာတော့မဟုတ်ဘူးဘာဖြစ်ပြန်ပြောပါလိမ့်တန်ဒီစိုက်ပါတယ်ရမ်းစိုက်ပါတယ်bye bye